လူသားတွေဟာအာကာသအကြောင်းကိုသမုဒ္ဒရာထက်ပိုသိကြတယ်ဆိုတာသင်သိပါသလားကျွန်တော်တို့ကမ္ဘာသမုဒ္ဒရာတွေရဲ့လျှို့ဝှက်ချက်၃ခုကိုကြည့်လိုက်ရအောင်နံပါတ်1သမုဒ္ဒရာကျမ်းပြင်မှာရွှေတန်ချိန်တန်းပေါင်းများစွာရှိနေပါတယ်အကယ်၍အဲ့ဒီရွှေတွေကိုသာအကုန်ဖော်ထုတ်နိုင်ရင်ကမ္ဘာပေါ်ကလူတစ်ယောက်ချင်းစီဟာရွှေ9ပေါင်စီရကြမှာပါနံပါတ်2ကမ္ဘာအနက်ဆုံးနေရာဖြစ်တဲ့မာရီယာနာ6ကြီးတဲကိုအေဝရက်တောင်ကြီးထည့်လိုက်ရင်တောင်ထိပ်ဟာရေမျက်နှာပြင်ကိုမမိနိုင်ပါဘူးအဲ့ဒီအမောင်ထုထဲမှာဘလို့တရဝဆန်းတွေရှိနေမလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူးနံပါတ်3ကမ္ဘာအရှည်ဆုံးတောင်တန်းကြီးဟာကုန်းပေါ်မှာမဟုတ်ပဲရေအောက်မှာရှိနေတာပါအတ္တလန်တိတ်သမုဒ္ဒရာအလယ်ကတောင်တန်းကြီးဟာမိုင်ပေါင်း4000ကျော်ရှည်လျားပါတယ်ဒီလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေဗဟုသုတရစရာတွေရေးစရာတွေစတဲ့ဖြောပြရေးတွေကိုဒီစုံစီနှစ်ဖာ channel လေးကနေနေ့စဉ်တင်ဆက်သွားမှာပါဗျအားလုံးပဲစောင့်မျှော်ကြည့်ရှုပြီးအသိပညာတွေတိုးပွားလို့ဘဝအမောတွေပြေပြောင်းနိုင်ကြပါစေနော်